Digital Marketing Executive တယောက်အနေနဲ့တနေ့တာဘယ်လိုမျိုးဖြတ်တန်းဖြစ်လဲနေ့ရက်တိုင်းမှာတော့အခက်အခဲတွေအများကြီးရှိရဲဒါပေမဲ့အစားတောက်နဲ့ပဲဖြည့်ရှင်းပါအခက်အခဲတွေအားလုံးဒါလေးကတော့လုပ်ဆရာလေးရှိရတစ်ချက် brief လုပ်နေကြတာပါ Digital Marketing သမားတွေက screen တွေကြည့်ပြီးတော့အရင်အလုပ်တွေများနေပေမဲ့လည်းဒီလိုမျိုးတွတ်ခေါင်ယူတဲ့အချိန်ခါလေးလည်းရှိပါတယ်ဘဝရဲ့ပြောဆိုချိန်တွေကတော့စားတောက်စားနေရတဲ့အချိန်ကတော့ပြောဆိုမှာပဲစားတောက်ပြီးဆိုတော့အလုပ်လေးတစ်ဖြတ်လုပ်ပါတယ်တရက်တာကတော့လှုပ်ရှားရှိတာတွေလုံလိုက်ကော်ဖီလေးတောက်လိုက်အမုံလေးစားလိုက်နေပဲဖြတ်တန်းဖြစ်ပါတယ်နောက်ဆုံးတော့ရုံးစည်းချိန်တွေရောက်လာခဲ့ပါပြီတရက်ကလည်းဘာမှမဟုတ်ဘူးပြီးသွားတာပဲပေါ့နော်အလုပ်တွေရှုပ်တဲ့ရက်တွေလည်းရှိရဲတခါတလေအလုပ်တွေပါတဲ့ရက်တွေလည်းရှိရဲပေါ့နော်တရက်ကတော့ဒီလိုပဲနေ့တာလေးကိုပေါ့နော်ကြော်လိုက်စားလိုက်တော့ဖြတ်တန်းဖြစ်ပါတယ်အားလုံးပဲ bye bye see you in the next video